ပြိုင်ပွဲနေ့မှာမိန်းကလေးကသူမရဲ့အဖက်နဲ့တွေကိုသူတောင်းစားတစ်ယောက်ကိုပေးလိုက်တဲ့စင်မြင့်ပေါ်မှာသူမရဲ့ပထွေးအမဟာသူတောင်းစားနဲ့အတူထိမ့်မနိုင်သိမ့်မရကခုန်နေခဲ့တယ်မိန်းကလေးကသူမရဲ့ပထွေးအမဟာသူမရဲ့အကလှုပ်ရှားမှုတွေကိုကူးယူနိုင်တယ်ဆိုတာတွေ့ရှိခဲ့တယ်သူမရဲ့အရင်ဘဝတုန်းကသူမဟာလိမ်လည်မှုနဲ့ဆွဆွဲခံခဲ့ရတယ်မိန်းကလေးကိုပြိုင်ပွဲတွေမှာတစ်သက်လုံးပါဝင်ခွင့်ပိတ်ပင်ခံခဲ့ရတယ်သူမရဲ့ပထွေးမိကလည်းသူမရဲ့ခြေထောက်တွေကိုနင်းဖို့အခွင့်အရေးယူခဲ့တယ်နောက်ဆုံးမှာတော့သူမရဲ့ပထွေးအမဟာမျက်လုံးပြန်ဖွင့်တဲ့အခါသူမကိုအမိုးပေါ်ကနေတွန်းချခဲ့တယ်သူမဟာအကပြိုင်ပွဲမတိုင်ခင်တလလိုမှာပြန်လည်မွေးဖွားလာခဲ့တယ်သူမရဲ့ပထွေးအမဟာသူမရဲ့လက်ရာတွေကိုကူးယူခွင့်မရှိအောင်သူမရဲ့အဖေကိုကိုပိုင်အကစတူဒီယိုတစ်ခုပေးဖို့တောင်းဆိုခဲ့တယ်သူမရဲ့အဖေကလည်းသူမကိုအနီရောင်အကဖက်နဲ့တရံပေးခဲ့တယ်မိန်းကလေးကသူမရဲ့အဖေကသူမကိုအမြဲထောက်ပံ့ပေးခဲ့လို့ကျေးဇူးတင်တယ်လို့ခံစားခဲ့ရတယ်အဲ့ဒီနောက်မှာသူမဟာခက်ခဲတဲ့အကတွေကိုနေတိုင်းလေ့ကျင့်ခဲ့တယ်ဒီတစ်ခါမှာတော့သူမဟာအကဟာသူမရဲ့ကိုပိုင်ဖန်တီးမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်ခဲ့တယ်ဒါပေမဲ့ပြိုင်ပွဲမတိုင်ခင်တရက်မှာသူမရဲ့ပထွေးအမဟာတပုံစံနဲ့ဝတ်စုံကိုဝတ်ဆင်ထားတာကိုမြင်လိုက်ရတော့အားအသင့်သွားခဲ့တယ်သူမကမိန်းကလေးရဲ့မူရင်းအကကိုတောင်ထပ်ပြီးဖြုတ်ပြေးခဲ့တယ်မိန်းကလေးကသူမရဲ့ပထွေးအမဘယ်လိုကူးယူနိုင်ခဲ့လဲဆိုတာနားမလည်နိုင်ဘူးအိမ်ပြန်ရောက်ပြီးနောက်မှာသူမရဲ့မိခင်ရဲ့မူရင်းထူးခြားတဲ့အကတွေကိုလေ့ကျင့်ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးမိန်းကလေးကသူမရဲ့ပထွေးမကိုဘယ်လိုနိုင်ယူရမလဲဆိုတာမသိတဲ့အချိန်မှာသူမရဲ့ဖခင်ကသူမရဲ့မိခင်ရဲ့အကတေးသွားတွေကိုယူလာပေးခဲ့တယ်ပြီးတော့သူကချန်ပီယံဆုရဖို့အကဖက်နဲ့တွေစီးရမယ်လို့တတိပေးခဲ့တယ်သူမရဲ့ဖခင်ထွက်သွားပြီးနောက်မိန်းကလေးကဖက်နဲ့တွေကိုကင်ပြီးအကတစ်တွေကိုဆက်လက်ဖန်တီးခဲ့တယ်တစ်ချိန်တည်းမှာပဲတစ်ဖက်ခန်းကပထွေးအမဟာအရာအလုံးကိုတတိထားမိလိုက်တယ်မကြခင်မှာပဲပြိုင်ပွဲနေ့ရောက်လာတယ်မျှော်လင့်ထားတဲ့အတိုင်းပထွေးအမဟာသူမရဲ့အကကိုတဖန်ပြန်လဲကူးယူခဲ့တယ်ကံကောင်းထောက်မှစွာပဲမိန်းကလေးကအကနှစ်ခုကိုကြိုတင်ပြင်ဆင်ထားခဲ့တယ်ဖြောပြရမယ့်အလှည့်ရောက်တဲ့အခါပထွေးအမဟာသူမကိုကူးယူသူလို့ဆွဆွဲခဲ့တယ်ထို့နောက်သူမသည်ရခင်နေ့ကအကစတူဒီယိုတွင်မှတ်တမ်းတင်ထားသောဗီဒီယိုတစ်ခုကိုရိုက်ကူးခဲ့သည်ဗီဒီယိုထဲကအကလှုပ်ရှားမှုများသည်မိန်းကလေးများနှင့်တစ်ထပ်ထဲကြသည်မိန်းကလေးရလက်များကိုပယ်ဖျက်တော်မူဖြစ်သည်ထိုအချိန်တွင်ဖခင်ကမိန်းကလေးသည်အကထူးချွန်သောပါရမီရှင်တဦးဖြစ်ကြောင်းထွက်ဆိုခဲ့သည်သူကနှစ်ယောက်ကြားနောက်ထပ်အကတစ်ခုကိုကန့်လန့်ခဲ့သည်မိန်းကလေးသည်အကအသစ်တစ်ခုကိုပြင်ဆင်ရန်သွားနေစဉ်တွင်ဖခင်ကပထွေးဖြစ်သူအားဒီတစ်ခါမိန်းကလေးဟာကူးယူသူဖြစ်ကြောင်းသက်သေပြနိုင်ရင်သူမကဘယ်တော့မှတင့်ကိုမကြော်နိုင်တော့ဘူးဟုပြောကြားခဲ့သည်ထို့နောက်မိန်းကလေးအားအကဖက်နှက်အသစ်တရံပေးခဲ့သည်ယခုတစ်ချိန်တွင်မိန်းကလေးကဥစွာဖျော်ဖြေရန်တောင်းဆိုခဲ့သည်သို့သောသူမအကပြီးသွားပြီးနောက်ပထွေးအမကသူမကိုကူးယူခဲ့သည်ဟုထပ်မံပြောဆိုခဲ့သည်သူမတွင်တပတ်အလိုကပထွေးအမကဖန်တီးထားသောအကလှုပ်ရှားမှုကိုသက်သေပြသည့်သက်သေများပင်ရှိခဲ့သည်ထိုအချိန်တွင်မိန်းကလေးသည်သူမ၏အကဖက်နှက်များကိုငုံကြည့်လိုက်သည်သူမသည်ရုတ်တရက်အရာအလုံးကိုနားလည်သွားသည်ထို့ကြောင့်သူမ၏ပထွေးအမနှင့်နောက်ထပ်အကတစ်ခုကိုကန့်လန့်ခဲ့သည်နှစ်ယောက်သားအဝေးစားလဲပြီးနောက်ပထွေးအမကသူမကိုလှောင်ပြောင်ပြီးချန်ပီယံဆုကိုဘယ်တော့မှမရဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကဖျော်ဖြေတင်ဆက်မှုစတင်ခဲ့ပါတယ်ဟုတ်ပါတယ်ပထွေးအမကသူမရဲ့လှုပ်ရှားမှုတွေကိုတစ်ထပ်တည်းကူးယူခဲ့ပါတယ်ရုတ်တရက်မိန်းကလေးကယူသွစွာကခုန်လာပြီးပထွေးအမကသူမနဲ့အတူယူသွစွာကခုန်ခဲ့ပါတယ်ဒါကိုမြင်ပြီးနောက်ပရိသတ်က